ဒီကောင်လေးကတော့သူမယူထားတဲ့အစားအသောက်ပါဆယ်ထုတ်ကိုဖွင့်လှစ်လိုက်တဲ့အချိန်မှာမထင်မှတ်ပဲရွှေစင်စစ်စစ်နဲ့တုံးလုပ်ထားတဲ့ပိုးကောင်ရုပ်ပုံစံငယ်တစ်ခုကိုအထဲမှာအံ့ရဖွယ်ရာရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။စူးစမ်းလို့စိတ်ပြင်းပြနေတဲ့ဂျီမီကအဲ့ဒီရွှေပိုးကောင်ရုပ်ကိုလလန်ပြီးကောက်ကင်လိုက်တဲ့နောက်တစ်စက္ကန့်မှတင်ပဲအဲ့ဒီရုပ်တုငယ်ကအံ့ဖွယ်စွမ်းမကားနဲ့အတူအသက်ဝင်လှုပ်ရှားလို့လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ပိုးကောင်ကြီးကသူ့ရဲ့မျက်နှာပေါ်ကိုတိုက်ရိုက်ခုံအုပ်လိုက်တာကြောင့်သူကဘလောက်ပဲအားသွန်ကုန်စိုက်ခွာထုတ်ဖို့စူးစမ်းပါစေဘလို့မှဖယ်ရှားလို့မရနိုင်ခဲ့ပါဘူး။သူ့ရဲ့ဦးလေးဖြစ်သူကအမြန်ပြေးလာပြီးကူညီဖို့စူးစမ်းခဲ့တော့လေအဲ့ဒီတတဝါဆန်းကြီးကနေထုတ်လွှတ်လိုက်တဲ့ပြင်းထန်လာတဲ့လျှက်စစ်တက်လိုက်မှုတန်းကြောင့်ပဲအဝေးကိုလွင့်စင်သွားခဲ့ရပါတယ်ပြီးတဲ့နောက်မှာတော့အဲ့ဒီပိုးကောင်ကြီးကဂျီမီရဲ့ကြောပြင်ထဲကိုအတင်းတက်မှတိုးဝင်ဖောက်ထွင်းပြီးသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးထဲကိုလုံးဝကုန်စိတ်ဝင်ပြောက်ကွယ်သွားခဲ့ပါတော့တယ်အဲ့ဒီအချိန်မှာတင်ပဲဂျီမီကသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမိတောက်တွေနဲ့အလောင်ခံရတယ်လို့မျိုးပြင်းထန်စွာခံစားလိုက်ရပြီးသူ့ရဲ့မျက်လုံးတွေထဲမှာလည်းရွှေရောင်လင်းနှန်းတွေတစ်ဖြက်ဖြက်လက်လျက်မြေပြင်ပေါ်ကိုဒူးထောက်လဲကျသွားခဲ့ရပါတယ်ပို့ပြီးတော့အံ့ရဖို့ကောင်းတာကတော့အပြာရောင်အာယုံခံအမြင့်တဲ့အမြောက်များကသူ့ရဲ့ကြောပြင်ကနေပြီးတော့ရုတ်တရက်ရုံထွက်ပွင့်အံလို့လာခဲ့တာပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့သူဟာအဲ့ဒီလိုမျိုးကြောပြင်ကနေထွက်ပေါ်လာတဲ့အင်္ဂါစိတ်ပိုင်းတွေရဲ့တင်းကျပ်စွာထိန်းချုပ်ပေးပိုက်မှုနဲ့အတူအိမ်ရဲ့မျက်နှာကျက်ပေါ်မှာစောက်ထိုးကြီးတွဲလောင်းဆွဲခြင်းခံထားရတာကိုတွေ့ရှိသွားခဲ့ရပါတယ်ဒီလိုမျိုးပဲဂျီမီကတော့အဲ့ဒီပိုးကောင်ကြီးရဲ့အကျွင်းမဲ့ဝါမျိုးဆုပ်ယူခြင်းကိုခံလိုက်ရပြီးခန္ဓာရည်ပြည့်ရှိတဲ့စက်ရုပ်စစ်တီတော်ကြီးတယောက်ဖြစ်ကိုလုံးလုံးလျားလျားပြောင်းလဲသွားခဲ့ရပါပြီ။သူကအောက်ခြေမြေပြင်ပေါ်ကိုဖြင်းချင်းစွာပြန်လည်မတ်တက်ရက်လိုက်တဲ့အခါမှာတော့သူ့ရဲ့မိသားစုဝင်တွေကအတိုင်းစားမရှိထိတ်လန့်တုန်လှုပ်ပြီးမျက်လုံးစုံပြူးကျယ်လျက်သူ့ကိုအံ့ရတက်ကြီးဆက်ကြည့်နေခဲ့ကြပါတယ်။သူဟာဖန်သားပြင်ကတဆင့်သူ့ရဲ့ပြောင်းလဲသွားတဲ့ရုပ်တွင်တန်ထန်ကိုပြန်လည်ကြည့်ရှုလိုက်တဲ့အခါမှာတော့အကြီးကျယ်ကြောက်ရွံ့ထိတ်လန့်သွားခဲ့ရပြီးဘာလို့ရမှန်းမသိပဲလမ်းဆက်ပြောင်းနေခဲ့ပါတယ်။ဒါပေမဲ့သူစိတ်ကိုပြန်လည်တည်ငြိမ်အောင်မစုစည်းနိုင်သေးခင်မှာတင်ပဲအဲ့ဒီစက်ရုပ်ဝတ်ဆောင်ကရုတ်တရက်အလိုလျောက်အသက်ဝင်လာခဲ့ပြီးစနစ်ရဲ့လှုပ်ဆောင်ချက်စမ်းသပ်မှုအတွက်အချိန်မဲ့နောက်ပြန်ရည်အတွက်ချင်းကိုစတင်လိုက်ပါတော့တယ်အချိန်မဲ့ရည်အတွက်ချင်းပြီးဆုံးသွားခဲ့တဲ့နောက်ဆုံးမိနစ်မှာတော့ဂျီမီကအိမ်မိုးကောင်မကိုဖောက်ထွင်းပြီးကောင်းကင်ရဲ့အထက်စီကိုအရှိန်ဟုန်ပြင်းစွာနဲ့တန်းစီပြီးတော့ပြန်တန်းထွက်ခွာသွားခဲ့ပါတယ်။ပြင်ပအာကာသဟင်းလင်းပြင်ကြီးတဲ့ကိုရောက်ရှိသွားတဲ့အချိန်မှသာလျှင်အဲ့ဒီအပြာရောင်ပိုးကောင်စက်ရုပ်ဝတ်ဆောင်ကြီးကပြန်တန်းမှုကိုရပ်တန့်ပေးခဲ့ပါတယ်။ဂျီမီကတော့အဆုံးမရှိနှဆိုင်လာပုံရတဲ့အောက်ခြေကကဘာမြေပြင်ကြီးကိုငုံကြည့်ရင်းနဲ့ဘာတစ်ခုမှမယုံကြည်နိုင်လောက်အောင်ဖြစ်ပျက်နေခဲ့ရပါတယ်။အဲ့ဒီအချိန်မှတင်မဲ့အပြာရောင်ပိုးကောင်စက်ရုပ်စနစ်ကနေပြီးတော့တတိပေးချက်အတန်တစ်ချက်ထွက်ပေါ်လို့လာခဲ့ပါတယ်။တွန်းကန်အားစနစ်စမ်းသပ်မှုအောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ။နောက်ထပ်လှုပ်ဆောင်ချက်အသစ်ကိုစမ်းသပ်ဖို့အတွက်ပြင်ဆင်နေပါတယ်။ဆက်လက်ပြီးတော့အဲ့ဒီစက်ရုပ်ဝတ်ဆောင်ကသူ့ရဲ့အင်ဂျင်မောင်းနေမှုတွေကိုအလိုလျောက်ပိတ်ပစ်လိုက်တာကြောင့်ဂျီမီကတော့ကောင်းကင်ဘော်ကနေပြီးတော့ဥက္ကပြန်တစ်လုံးလိုမျိုးအောက်ဘက်ကိုအရှိန်ဟုန်ပြင်းစွာနဲ့ပြုတ်ကျလာခဲ့ပါတော့တယ်။မြေပြင်ကသူ့ရဲ့မျက်စိရှိမောက်ကိုတဖြည်းဖြည်းနီးကပ်လို့ရောက်ရှိလာတဲ့အချိန်မှာတော့စက်ရုပ်ဝတ်ဆောင်ကရုတ်တရက်ဆက်ပြန်လို့လာခဲ့ပြီးရေပြင်ရဲ့အထက်မှာတည်ငြိမ်ချုံးမွေ့စွာနဲ့ပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ brace နဲ့စမ်းသပ်မှုအောင်မြင်စွာပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်းတတိပေးချက်ထွက်ပေါ်လာခဲ့ပြီးပြန်တန်းမှုအရှိန်မလုံလောက်သေးဘူးလို့တွက်ချက်ကနောက်ထပ်စမ်းသပ်မှုအတွက်ပြင်ဆင်ပါတယ်။စက်ရုပ်ဝတ်ဆောင်ကအတန်ထက်မြန်တဲ့စွမ်းဆောင်ရည်မုတ်ကိုအလိုလျောက်တက်သွင်းလိုက်တာကြောင့်ချက်ချင်းဆိုသလိုပဲလူစီကားလာတဲ့မြို့ပြရိယာစီကိုလင်းမြန်စွာရောက်ရှိသွားခဲ့ရပါတယ်။ဒီချက်ကတော့အရှိန်ဟုန်အလုံးပြင်းထန်နေတဲ့အချိန်မျိုးမှာပင်လျင်လမ်းကြောင်းကိုထက်မြက်စွာကွေးဝိုင်းနိုင်တဲ့စက်ရုပ်ဝတ်ဆောင်ရဲ့လင်းမြန်လာတဲ့တုံ့ပြန်မှုစွမ်းဆောင်ရည်ကိုတက်တည်ပြလိုက်တာဖြစ်ပါတယ်။သို့တော်လည်းဂျီမီရဲ့မနာတန်အော်ဟစ်အော်ဒါအော်နေရဲ့အတန်တွေကစနစ်ရဲ့ဆုံးဖြတ်ချက်တွေကိုတွားရောက်နောက်ရှက်မိခဲ့တာကြောင့်သူကတော့ပြိုင်ကားတစ်စီးပေါ်ကိုအရှိန်ပြင်းစွာတွားရောက်တိုက်မိခဲ့ပြီးစက်ရုပ်ရဲ့ဒဏ်ခံနိုင်ရည်စွမ်းအားကိုစမ်းသပ်တယ်လို့ဖြစ်သွားခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတင်ပဲလုံးဝမျှော်လင့်မထားခဲ့တဲ့အနည်းတစ်ခုကထပ်မံပြီးတော့ပေါ်ထွက်လို့လာခဲ့ပြန်ပါတယ်။ခီးတီတွေအပြည့်နဲ့လိုက်ပါလာတဲ့ဘတ်စကားကြီးတစ်စီးကသူ့ရဲ့ထံကိုဦးတည်ပြီးတော့အရှိန်ပြင်းစွာမောင်းနေလာနေခဲ့တာဖြစ်ပါတယ်။အဲ့ဒီကားကြီးကသူ့ကိုပြင်းထန်စွာဝင်ရောက်တိုက်မိတော့မဲ့အခြေအနေစီကိုရောက်ရှိလာတဲ့အခါမှာတော့စက်ရုပ်ဝတ်ဆောင်ကနေပြီးတော့သူ့ရဲ့ကိုယ်ပိုင်ကာကွယ်ရေးစနစ်ကိုချက်ချင်းအသက်သွင်းလိုက်ပါတော့တယ်။